အားလုံးပဲမင်္ဂလာပါ Learning Society 1 minute knowledge မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးချင်တာကတော့ reflection နဲ့ retrospective ဆိုတာလေးကိုပြောပြပေးချင်ပါတယ် reflection ဆိုတာကတော့မိမိကိုယ်ကိုသုံးသပ်တာလိုမျိုးပုဂ္ဂိုလ်ရေးဆိုင်ရာကြီးပွားတိုးတက်လာဖို့အတွက်မိမိရဲ့တကိုယ်ရေးရည်ချင်းအပြုမူလှုံ့ဆော်မှုတွေကိုသုံးသပ်တာမိမိဘဝတိုးတက်ရေးအတွက်ပြုပြင်တင်တာတွေပါရှိတယ်လေမိမိကိုယ်ကိုတိုးတက်အောင်မလုပ်တင်တယ်လေမိမိလုံနိုင်လျက်နဲ့မလုပ်ဖြစ်ခဲ့တဲ့အချက်တွေပြုပြင်နိုင်ရတဲ့မပြုပြင်ဖြစ်ခဲ့တဲ့အချက်တွေအကြောင်းအရာတွေကိုတည်တည်ချာချာသုံးသပ်တာဟာ reflection လို့ခေါ်ပါတယ် retrospective ကကြတော့အလုပ်တစ်ခု project တစ်ခုပြီးဆုံးသွားတဲ့အခါမှာဘာတွေလိုအပ်နေခဲ့တယ်လဲဘာတွေလစ်ဟာနေခဲ့တယ်လဲငကိုရည်မှန်းထားတဲ့လှုပ်ဆောင်ချက်တွေအတိုင်းဘာတွေကဖြစ်မလာခဲ့တယ်လဲဘာလို့လဲအကြောင်းရင်းကဘာလဲနောက်ပိုင်း project တွေအတွက်သင်ယူစရာတွေဘာတွေရှိမလဲစသဖြင့် project ထဲမှာပါတဲ့ project member တွေအားလုံးစုပြီးတော့တေချာဆွေးနွေးအဖြေရှာတာမျိုးကို retrospective လို့ခေါ်ပါတယ်